ကွန်စီပြန်ဖြောက်ပြီးတော့ပြန်ဝင်လာတဲ့ black နောက်မှာတော့ခွန်ဖမ်းမလားခြေနေကြည့်နေနောက်မှာချစ်ပေါ်တယ်နဲ့လီဒါနာကိုဖွင့်ပေးလိုက်တယ်framin နေတော့နည်းနည်းလေးတော့စောဝိုင်းနေပဲနောက် harry zama phone နဲ့ထုပြီးတော့ဘေးနာကနေပြီးတော့ free hit ကြီး zippy မီနီယာ movement လာညီတို့ triple k တော့ရဝိုင်းနေပဲ zippy မီနီယာတော့မရသေးဘူးညီတို့ zippy မီနီယာကိုလိုချင်နေတော့မယ်မပေးဘူးညီတို့လီဒါအနေနဲ့ကတော့တောက်လျှောက်တွေပြေးဝိုင်းနေတော့မဘိုးရဲအတင်းတွေလိုက်ပေးနေတယ်တော့မပေါ်တယ်ပါဖွင့်ပေးလိုက်ပြီးရသေးလားခွန်ပေါင်းဝိုင်းနေနောက်ဆုံးမကန်ဝင်လိုက်မကန်အောင်ပါထုပေးနေအလီတာ double gain နဲ့တူပဲ harry ကတော့အော်လမ်းမှာမဲကားတွေယူနေပြီအလီတာညီတို့တောက်လျှောက်တွေကျွေးနေပြီအော်လမ်းမှာတော့ zippy နဲ့ oh my journey ဘိုင်ဝမ်သွားတွေ moscow ကိုအိမ်ပြန်ဝင်မပေးသေးဘူး oh my journey ကို zippy တက်ခါလေးပဲတန်ပြီးတော့အဆုံးသတ်ခဲ့တယ် crystal တော့ only တဲပြီးတော့ရိုက်ချုံးနေပြီ zippy ရသေးလား no အဲ့လိုမရသေးဘူး zippy ပြန်ကြဝိုင်းနေပဲ messi shut down ကင်းနေတူ oh my god ai esport ဒီပွဲမှာလဲ hold the freaking line နဲ့တူပဲအကောင်းဆုံးတော့တောက်ခံထားသေးပဲပွဲမပြီးသေးဘူးညီကိုတို့ရေ oh my godဒိန်းနီကတော့ကြော်ဖြတ်လို့မရတော့ရင်းနဲ့ပဲဟာရူစားဖို့တော့ပဲဂျန်ဂယ်လေးတွေဖန်ပြီးပြီးနေရလေးပဲမြင်ရတယ်ဗျဗဒန်2 man နောက်မှာ destroy နဲ့လာတယ် shadow game မရသေးဘူးနော်ကန်အနေနဲ့ရတော့ရသွားပြီဗျချက်ချင်းရနဲ့နောက်မှာပြန်လာပိုင်းထားနေပဲ black ကိုတော့ fuck black ဖြတ်ရသွားတယ်နောက်မှာလဲ messi နော်ကန်တော့ကောက်ချင်မလဲသူလဲသွေးတော်တော်လေးနေသွားတာဆိုတော့ပြန်တော့ဘတ်ထားတယ်ဆိုတော့ချိန်နေကြည့်နေတယ်ဟာရဘူဇာအနေနဲ့ blue ဘတ်ပဲစားနေဆိုတော့ skip လိုက်ပါပြီအဓိကဒီလိုမျိုး19ဆိုင်မဲ့ hero တွေနဲ့ first star တွေပဲတွားချလဲမှားသွားနိုင်တယ်ဘိုးရဲပြောနေတယ် flicker ခုံထွက်လိုက်တယ်မခွန်နေနဲ့တော့သူတေးပြီဗျflicker လည်းမရှိတဲ့အနေထားတခုဆိုတော့ heater တော့ပြုတ်သမျှနူးလိုက်နေပဲ hero key လည်းပေးလိုက်ရတယ်တာတယ်လည်းပေးလိုက်ရတယ်ဆိုတော့ ai တော့တော်တော်ဆင်ပြီးသွားနီကိုကတော့တေးပြီပေါ်ပြန်ခိုးထားတယ်ပေါ့နော်ဆိုတော့ black ရဲ့ချုပ်ပြီးတော့ဖမ်းတာလဲဒီကောင်ကလည်းလက်ရမှာဖြစ်တယ်လို့ဗဒန်ထိုးလို့ရှင်လည်းခံရမှာခွန်နေနဲ့တော့ခုလောဆယ်စပဲတွေတော့သွားစားပေးနေတယ်ပေါ့နော်နောက်မလဲ Valentina Arcade Shadow Strike နဲ့ Black တေးမလို့တော့ဖြစ်ဝိုင်းနေနောက်မလဲ B form ပြောင်းဝင်တော့ကုတ်တယ် PS ဒါမှမဟုတ် Nico ချက်ချင်းပြန်ပြောင်းလာတယ်နောက်ဆုံးမှာ Tate ကိုခဏပြန်ပြီးတော့မေထားနေနောက်မှာ Harubuza ကန်နေနဲ့တော့ရတဲ့ကောင်ပဲပိုင်းလိုက်တာတော့ပိုကောင်းပါတယ်ပြောနေတယ် Mazzi ကိုပိုင်းပြီးတော့တတ်ပေးလိုက်တယ်နောက်မှာ Zippy ပါလာဆိုင်ပေးတယ်ဗျအဲ့မှာ Chip Porter တွေနဲ့ထပ်ဝင်ဆိုင်နေနေပဲ PS ပါတေးဆုံးသွားတယ်လို့ Oh my Genu ကလဲလမ်းမှာထူပေးလိုက်နေပဲ Hero K 3ကောင်ပေးဆက်လိုက်တဲ့ AI esport အနေနဲ့ဒီ Tate ကို give back လုပ်ရတော့မှာပဲဖြစ်ပါတယ်လွယ်လွယ်နဲ့တော့ငြိမ်းချမ်းမဲ့တင်းမျိုးမဟုတ်ဘူးပြိတ္တာဟုတ်တယ်ချက်ချင်းဝုံတိုင်းကြလာမှာเนาะ AI bucket တွေမရောက်လာခင်ကိုရှော့သွားနိုင်ကန်နေလည်းသူ Shadow K 3ဆင်းရဖို့တော့ပဲဦးစားပေး fan နေတယ်ပုံမဲပေါ့နော်ဆို level 8နဲ့ဆိုတော့2ဆင်းမှာ level 9ဆိုတော့2ဆင်းပဲရှိအောင်မလောက်သေးဘူးအဲ့မှာပြောနေတယ်အောင်လည်း2ဆင်းနဲ့ပိုင်းတာလုံလောက်သွားမလား Netherrack King ကမြန်လို့ bro မို့ရင်အလီတာတေးနိုင်တယ်နောက်မှလည်းဘိုရဲ crash call ဖြတ်တိုက် portal ဖွင့်တိုင်းမှာ black တကောင်တော့ပဲပေးဆက်သူတို့နှလုံးသားဖြစ်သွားနေမှာပြန်ဝင်လာတယ် PS flash combo ကျွေးတိုင်းနေပဲနောက်ဆုံးမှာ zippy cutie တွေ့တော်နေသွားတာ Nico ပြန်ပြီးတော့ attention တောင်းတိုင်းနေမှာခွန်ထူထောင်းချက်တွေအောင်မှာ PS ပြန်မေးခံနေရပြီနောက်မှာ Harubuza damage ကြမှာ PS လွတ်မြောက်သွားပါသေးတယ်ဆိုတော့တော်တော်လေးတော့เนาะကျွန်တော်ဝုန်းတိုင်းဆန်သွားတဲ့ battle တစ်ခုလို့ပြောရမှာဆိုပေမဲ့လည်း hero k ကတော့အရန်ကြီးတော့နှစ်ဖက်လုံးမှာမပေးလိုက်ဘူးเนาะပြန်ပတ်လိုက်တာတော့မမှားပါဘူးကဲပေါ်လမ်းမှာတော့ data battle လေးတစ်ချက်ထပ်ဆိုင်အောင်မယ်မင်းကလေးကတော်တော်လှုပ်တာเนาะတောက်လျှောက်တွေ oh my journey ကိုထူပေးနေတယ်နောက်မှခွန်ပြန်ထွက်လာတယ် black တွေ့တားနေဝိုင်းနေတော့တေးပြီပေါ်ပြက်မလားဟာတေးပြီပေါ်ဟုတ်တယ်เนาะအဲ့ဒီဘောကိုစောင့်နေတာ bro တော်တော်ထုခံနေရပြီเนาะ Valentina Arcade Shadow Strike ကလည်းနားတယ်ပဲ Nico မှာတော့ purify မရှိဘူးဒီခါမှာတော့ tsunami slam လေးနဲ့ဖမ်းမယ်ဆိုတော့ဖမ်းလို့ရတယ်ပြိတ္တာစိတ်ကြလာပြီလူကတ်နေနဲ့ Shadow K ပိုင်းတော့မခံနိုင်ဘူးညီကိုပြတ်ပါတယ်ဘလူးပန်းညာဘာညာသွားစားနေလဲစားလို့ရဗျချစ်ကတော့ပေါ်တော့မလိန်ချောင်းနေတယ်ဟေးတာတော့ပြေးလာပြီ Black ကိုတော့မောင်းတော့ထုတ်ထိုင်းတယ်မှာ PS Power Winess တွေပါခွဲခံလိုက်ရင်တော့ပြေးသွားပြီဆိုတော့ကွန်စီပြန်ဖြောက်ပြီးတော့ပြန်ဝင်လာတယ် Black နောက်မှာတော့ခွန်ဖမ်းမလားခြေနေကြည့်နေနောက်မှာချစ်ပေါ်တယ်နဲ့လီဒါနာကိုဖွင့်ပေးလိုက်တယ်framin နေတော့နည်းနည်းလေးတော့စောဝိုင်းနေပဲနောက် harry zama phone နဲ့ထုပြီးတော့ဘေးနာကနေပြီးတော့ free hit ကြီး zippy မီနီယာ movement လာညီကိုတို့ triple k တော့ရဝိုင်းနေပဲ zippy မီနီယာတော့မရသေးဘူးညီကိုတို့ zippy မီနီယာကိုလိုချင်နေတော့မယ်မပေးဘူးညီကိုတို့လီဒါအနေနဲ့ကတော့တောက်လျှောက်တွေပြေးဝိုင်းနေတော့မဘိုးရဲအတင်းတွေလိုက်ပေးနေတယ်နောက်မှာပေါ်တယ်ပါဖွင့်ပေးလိုက်ပြီးရသေးလားခွန်ပေါင်းဝိုင်းနေနောက်ဆုံးမကန်ဝင်လိုက်နေမကန်အောင်ပါထုပေးနေတယ်အလီတာ double gain နဲ့တူပဲ harry ကတော့အောင်လမ်းမှာမဲကားတွေယူနေပြီအလီတာညီကိုတောက်လျှောက်တွေကျွေးနေပြီအောင်လမ်းမှာတော့ zippy နဲ့ oh my journey ဘိုင်ဝမ်သွားတွေ moscow ကိုအိမ်ပြန်ဝင်မပေးသေးဘူး oh my journey ကို zippy တက်ခါလေးပဲတန်ပြီးတော့အဆုံးသတ်ခဲ့တယ် crystal တော့ only တဲပြီးတော့ရိုက်ချုံးနေပြီ zippy ရသေးလား no အဲ့လိုမရသေးဘူး zippy ပြန်ကြဝိုင်းနေပဲ messi shut down ကင်းနေတူ oh my god ai esport ဒီပွဲမှာလဲ hold the freaking line နဲ့တူပဲအကောင်းဆုံးတော့တောက်ခံထားသေးပဲပွဲမပြီးသေးဘူးညီကိုတို့ရေ oh my god
လီဒါ full item ဗျာနော် rose တာဝါတလုံးမအောင်မကြိုးသေးတာဟဲ့အောင်ကြီး ဘူရဲကိုရှာနေရကိုဒီဘူရဲကိုရှာနေရ 9កောင်လုံးရှိတယ်နော်9កောင်လုံးရှိတယ်နော် ကြာလာလို့ရှိရင်တော့အကုန်လုံးဆင်းလာမှာနော်မင်းဝင်အကုန်ဝင်มาနဲ့သွားတွေ့ပြီ from Netherlands နဲ့ကဲထားသေးတယ်နောက်မှလည်းနီကိုနောက်ဆုံးမှာ finally Netherlands ပြန်ခိုးပြီး KB wine နဲ့တော့မှ Mathisi ရသေးလား Luka Flash ကိုငိုကြမှာနီကိုတေဆုံးသွားတယ်နောက်မှ Zippy ပြန်ဘတ်နေရပြီ Zippy ကို Moscow တဲထုပေးနေတယ်နောက်မှ Zippy လွတ်သွားခဲ့မယ်ဘိုးရဲမှာထပ်သေးသွားနေတယ်ပဲ Oh my god လောထွက်ခံဒီတိုင်မင်မှာတော့ပေါ်လန့်သွားပြီးတော့မပိုင်မဲနဲ့ဂန့်လိုက်တဲ့အနေသားတစ်ခုကနေပဲ AI အခွင့်အရေးတော့ပြန်ရသွားခဲ့ပြန်ပြီဗျာဒီပွဲမှာလည်း 3ရောက်5ရောက်ဖြစ်သွားတဲ့နေသားမှာ AI ဘက်ကတော့လော့ပြန်ရဖို့ခွင့်ရဖြစ်သွားပြီ ရတယ်ဟိုဘက်မှာ AI အမေပြောနေတဲ့ကန်အလဲလမ်းမှာမမြင်ဘူးဘလိုက်ရဲ့ဆူနာမီစလန်ဂျားထဲမှာတော့ဂျန်ဂလာကန်တတိမမူဂူမမြင်ခဲ့တဲ့တကွက်ပဲညီကိုအဲ့လဲလမ်းမှာ3ယောက်အားနဲ့เนาะကျွန်တော်တို့တွေတွားပြီးတော့ခရီးစားရရတော့တော်တော်ကြီးကိုရဲတင်းလုံးတာပါအဲ့မှာတော့2 for the fight ဒါပေမဲ့ချစ်ပေါ်တယ်နဲ့လာပြီး Harris မဖုန်းနဲ့ဘေးနာနေထုချင်မှဇမစစ်ပြီး Rain မမီဘူး Rain မမီဘူးညီကိုတို့နောက်မှာလဲတောက်လျှောက်တွေဆိုသလိုစစ်ပြီးကိုဗဒန်ထိုးပေးနေတော့လော့ကြံနေသေးတယ်လော့ retribution PS ပဲရအောင်ပေါ့ဝိုင်း Moscow နေနဲ့တောက်လျှောက်တွေစစ်ပြီးကိုဝင်ထူပေးဝိုင်းနေတော့စစ်ပြီးခေါ်လိုက်မပေးလိုက်အလီတာပြစ်နေတော့ပဲဘိုရဲတကောင်မထပ်ပြီးတော့ပဲ top ကေယူသွားနေပဲ AI e-sport အကောင်းဆုံးကမ်းမဲ့တစ်ခုကိုထပ်မှန်ပြီးတော့ချပြတော့မှာလားဆိုတော့စက်ကြည့်ရပါဦးမယ်ပြိတ္တာ Oh my god ကဲနောက်တစ်ပတ်မှာ AI တောက်လျှောက်တွေတော့ပြစ်ခွဲနေပြီလဲလန်းနေပဲ second တော့တော့ရိုက်ချိုးပေးလိုက်တဲ့အလျောက်မှာတော့ကဲကျွန်တော်နောက်ထပ်ဘာတွေဆက်လုပ်ပြအောင်လဲမဲကားတွေမတက်ရိုက်နေပြီ All Trust ရဲ့ leader Hiroge 802เนาะကျွန်တော်ထပ်ပြီးတော့ပဲတက်လာအောင်လား Tsunami Slam ပေးကန်ဒီမှာ Harabuza Quick Share နဲ့ကစားပြနေတယ် Moscow Pitcher from Netherlands ကြမှာ Netherlands Nico ပြန်ခင်းပြီးကဲထားတယ် Harry ပြန်ထွက်ပြီဆိုတော့ဘာလို့တေးလို့မဗဒန် surprise ဝင်တိုက်တယ် Oh my god Zippy တမ်းပြဝိုင်းမှာ PS double game နဲ့တူ leader တောက်လျှောက်ပြစ်ပြီး Mazzi ရဲ့ surprise attacking တကွက်အောက်မှာပဲကြာဆုံးလို့သွားခဲ့တာ Hiroge နှစ်ကောင်ထိပါရှီသွားနေမှာ Mathisi 3ယောက်ထဲနဲ့တစ်ဖက်ရတော့မယ်ဖြစ်နိုင်မှာမလားတစ်ဖက်မှာ9ကောင်လုံးပြေးတက်လာတော့မယ် Harabuza Quick Share တို့ပေးတယ်ဆိုမယ် no မရတော့ဘူးနောက်ဆုံးမှာတော့9ကောင်လုံး stay line နဲ့တူပဲ AI တက်ဖို့ပဲကြံတော့တယ်ဒါပေမဲ့ကျွန်တော်တို့ဟိုဘက်မှာ chip ကလိမ့်နေသွားရှင်းနေပြီစပီယာဘာညာလေးကိုခဏတောင်းခံနိုင်တယ် Moscow ပြစ်ချက်ကြမှာ Harabuza Twitter နေဝါပြီ bro ပွဲတော့မပြီးသေးဘူးဒါပေမဲ့တစ်ဖက်မှာလဲလမ်းခရီးလာနေပြီ Harabuza ခရီးရှင်းမရမယ် chip ကတော့တော်တော်ကြီးကိုအချိန်ဆွဲပေးထားနေပဲနောက်မှလည်းခရီးတကောင်နဲ့တော့ကန်ဘယ်လိုမျိုးရှင်းမလဲ stand မိသွားပြီနောက်မှကန်မရတော့ဘူး Crystal Throne only ကိုပဲ AI တဲရိုက်ချိုးဝိုင်းနေပဲ game number 2မှာအကောင်လုံးကန်ဝဲတခုပြသခဲ့ကအနိုင်ရရှိသွားခဲ့ပြီပဲဖြစ်ပါတယ်ဆိုတော့2 these ဆိုရလန်းနေတူပဲ AI e-sport အမတ်တွေကိုယူဆောင်သွားခဲ့ပြီပဲဖြစ်ပါတယ်ညီကိုတို့